ဝိုင်းကွင်းလေသားမကြီးလှိုင်းမှုကိုခေါ်ယူစာချုပ်ချုပ်ဆိုခဲ့တဲ့ရှမ်းဦးနိုင်တဲ့အသင်းရဲ့သတင်းကြောင်းပြောပြပေးသွားခြင်းပါတယ်။ရှမ်းဦးနိုင်တဲ့အသင်းကတော့လက်ရှိချိန်မှာဝိုင်းကွင်းလေလိုလှိုင်းမှုကိုခေါ်ယူအင်အားဖြည့်ခဲ့တယ်လို့ကြည်ရပါတယ်။ပြီးခဲ့တဲ့ရာသီတုန်းကတော့လှိုင်းမှုဟာရန်ကုန်နိုင်တဲ့အသင်းမှာကစားခဲ့ပါတယ်။လက်ရှိနောက်ရာသီစတင်မှုလိုမှာပဲရန်ကုန်နိုင်တဲ့အသင်းရဲ့လာမဟောင်းလှိုင်းမှုကတော့ရှမ်းဦးနိုင်တဲ့အသင်းရဲ့ခေါ်ယူမှုကိုလက်ခံခဲ့ပြီးတော့ရှမ်းဦးနိုင်တဲ့အသင်းဘက်ကလည်းတရားဝင်မိတ်ဆက်မှုတွေကိုပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။လှိုင်းမှုကြောင့်ဆက်လက်တင်ဆက်ပေးသွားခြင်းပါတယ်1996ခုနှစ်ဘွာလှိုင်းမှုကတော့မန္တလေးပလေးဘောလုံးတင်တန်းကျောင်းမှာထွက်ပေါ်လာခဲ့တာလို့ကြားသိရပါတယ်ပြီးတော့သူ့ကိုပြည်သက်တွေအထူးသတိထားမိတာကတော့ကျွန်တော်တို့အားလုံးသိရှိပြီးသားဖြစ်မှာပါစီးကိန်းငွေသိန်းစုရရှိခဲ့တဲ့ခုနှစ်ပါယူနစ်73မြန်မာလက်ရွေးတင်အသင်းမှာအကောင်းဆုံးရိုးရိုးချုံချုံကစားခဲ့ပြီးတော့ကွင်းလင်နေရာမှာအကောင်းဆုံးပုံစံနဲ့ကစားပြခဲ့ပါတယ်ပြည်သက်တွေအားလုံးရဲ့အထူးနှစ်ကြိုက်သဘောကျခြင်းကိုခံခဲ့ရတဲ့ဒါမှဆိုရင်လည်းမမှားပါဘူးမန်လေရင်းအလဲတန်းကွင်းလေလူဖြစ်တဲ့လိုင်းဘူကတော့ရှမ်းဦးနိုင်တဲ့အသင်းကိုကျွန်တော်သဘောကျပါတယ်သူတို့မှရှီမန်းချက်ရှိတယ်လို့ခံစားရတယ်ပြီးတော့ရှမ်းဦးနိုင်တဲ့အသင်းမှာတငယ်ချင်းတွေအများကြီးရှိပါတယ်ဟိုရင်ရတနာဘုံမှာတူတူကစားခဲ့တဲ့ဟိန်းတီယာဇော်တို့ကအစမျိုးကိုထွန်းတို့အောင်ဝနာဆိုးတို့အများကြီးရှိပါတယ်ဘောလုံးကစားတာပျော်မကစားလို့ကောင်းတာကြိုးစားတာကတော့စိတ်ချကြိုးစားမှာပါဆိုပြီးတော့လိုင်းဘူကသူ့ရဲ့ရင်တွင်းစကားတန်ကိုအခုလိုမျိုးပြောကြားသွားခဲ့တာဖြစ်ပါတယ်လက်ရှိချိန်မှာကတော့ရန်ကုန်နိုင်တဲ့အသင်းနဲ့ရန်နာဘုံအသင်းတို့ရဲ့ကွင်းလေသားမဟောင်းကြီးလှိုင်းဘူကတော့လက်ရှိနောက်ထပ်အသင်းကြီးအသင်းဖြစ်တဲ့ရှမ်းဦးနိုင်တဲ့အသင်းနဲ့စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ပြီးတော့လာမယ့်ရာသီမှာရှမ်းဦးနိုင်တဲ့အသင်းရဲ့ကွင်းလေအဖြတ်နေရာမှာအကောင်းဆုံးသားသွားပဲလေရှိနေပါတယ်ဒါကြောင့်လှိုင်းဘူကိုအားပေးနေတဲ့ပရိသတ်တွေအတွက်ကတော့နောက်ထပ်အသင်းကြီးအသင်းဖြစ်တဲ့ရှမ်းဦးနိုင်တဲ့အသင်းရဲ့ပွဲစဉ်တွေကိုဆက်လက်အားပေးရမှာဖြစ်ပြီးတော့လှိုင်းဘူအနေနဲ့ရှမ်းဦးနိုင်တဲ့အသင်းကိုဘလောက်ထိပုံစံမျိုးနဲ့ဘလို့ပုံစံမျိုးဆွဲတင်ကစားပြသွားမလဲဆိုတာကျွန်တော်တို့အားလုံးဆက်လက်စောင့်မျှော်ကြည့်ရှုရအောင်ပါလေဖြစ်ပါတယ်ဝိုင်းကိုသမားကြီးပြေဖြိုးအောင်ကိုခေါ်ယူစာချုပ်ချုပ်ဆိုခဲ့တဲ့ရှမ်းဦးနိုင်တဲ့အသင်းကြောင်းပြောပြပေးသွားခြင်းပါတယ်ရှမ်းဦးနိုင်တဲ့အသင်းကတော့2025-2026ဘောလုံးရသည့်အတွက်ပြင်ဆင်မှုတွေကိုပြုလုပ်နေတဲ့အသင်းတစ်သင်းဖြစ်ပြီးတော့လက်ရှိအချိန်မှာဝိုင်းကိုသမားကြီးပြေဖြိုးအောင်ကိုခေါ်ယူအားဖြည့်လိုက်တာကိုကြားသိရပါတယ်1990ခုနှစ်ဘွာရှမ်းဦးနိုင်တဲ့အသင်းရဲ့လက်ရှိဂိုးသမားသစ်ပြေဖြိုးအောင်ကတော့2009ခုနှစ်မြန်မာ National League ပြိုင်ပွဲများမစတင်မီကပို့ဆောင်ရေးဝန်ကြီးဌာနဘောလုံးအသင်းမှာကစားခဲ့သူလည်းဖြစ်ပါတယ်မြန်မာ National League ခေတ်မှာတော့ Southern မြန်မာအသင်း Hunter United အသင်းနဲ့ရန်ကုန် United အသင်းတို့မှာကစားခဲ့ပါတယ်ရှမ်းကုန်အာသာနိကာယပညာသိပ္ပံကျောင်းမှာထွက်ပေါ်လာသူဦးဖြစ်ကြောင်းလည်းကြားသိရပါတယ်မာလီသင်းအသင်းအတွက်တတန်းအလိုက်နဲ့စီနီယာအသင်းတို့မှာ2024ခုနှစ်ထိရွေးချယ်ခံခဲ့ရသူလည်းဖြစ်ပါတယ်မြန်မာနိုင်ငံပြည်ပြိုင်ပွဲရဲ့အောင်မြင်ဆုံးကလပ်အသင်းဖြစ်တဲ့ရှမ်းဦးနိုင်တဲ့အသင်းကတော့လာမယ့်ဘောလုံးရာသီအတွင်းမှာပြိုင်ပွဲဆုံးရရဲ့ရှင်မြိုင်တော်ဖို့ရှိနေပြီးတော့ပြေဖြိုးအောင်ကိုလည်းအဲ့ဒီအကြောင်းအရာတွေကြောင့်ခေါ်ယူစာချုပ်ချုပ်ဆိုခဲ့တယ်လို့ကြားသိရပါတယ်ပြေဖြိုးအောင်ကအတိကချက်ကကလပ်အသင်းနဲ့တူ AFC တို့ရှူပီနိုကိုကစားဖို့ချင်တာပဲဖြစ်ပါတယ်ဘောလုံးရသည့်မစခင်မှာကန်လန်ခဲ့တဲ့အသင်းတွေရှိပါတယ်ဒါပေမဲ့ကျွန်တော်က AFC မှာကစားခြင်းလို့ကိုရှမ်းဦးနိုင်တဲ့အသင်းကိုလာခဲ့တာပါလို့ပြောကြားခဲ့တာပါရှမ်းပြည်နယ်ကိုစားပြုရှမ်းဦးနိုင်တဲ့အသင်းကတော့လက်ရှိချိန်မှာကစားသမားတွေခေါ်ယူမှုတွေကိုဆက်တိုက်ပြုလုပ်နေပြီးတော့နိုင်ငံခြားသားသမားတွေကိုလည်းဆက်လက်ခေါ်ယူမှဖြစ်ကြောင်းလည်းကြားသိရပါတယ်ပြီးခဲ့တဲ့ရာသီတုန်းကရန်ကုန်နိုင်တဲ့အသင်းရဲ့ဂိုးသမားဖြစ်ပါဝင်ဝင်ရောက်စားခဲ့တဲ့ပြည်ဖြိုးအောင်ကတော့လက်ရှိချိန်မှာရှမ်းဦးနိုင်တဲ့အသင်းရဲ့ဂိုးသမားဖြစ်တဖန်ပြန်လည်မြင်တွေ့ခဲ့ရပြီးတော့ရှမ်းဦးနိုင်တဲ့အသင်းနဲ့ဘယ်လောက်ထိအောင်မြင်မှုတွေကာကွယ်မှုတွေကိုဆက်လက်ပြသမလဲဆိုတာကျွန်တော်အားလုံးဆက်လက်စောင့်မျှော်ကြည့်ရှုရအောင်ပါလေဖြစ်ပါတယ်